နောက်တော့ဂျာယန်တယောက်ကနေဒါနိုင်ငံခီးထွက်ခဲ့ပြီးသူ့ရဲ့အကြောင်းကဖာသားစီကိုသွားလေဖို့လုပ်ပေမဲ့ဖာသာကကွယ်လွန်သွားခဲ့ပါပြီ။သူကဖာသားရဲ့ကူပိတ်မှန်ကိုသွားပြီးဆူတောင်းပေးရင်ဖာသားရဲ့အမျိုးသားလက်တွဲပေါ်နဲ့စကားပြောဝင်ရခဲ့ပါတယ်။တကယ်တော့ဖာသားကိုယ်တိုင်ကလည်းခီးတယောက်ဖြစ်ခဲ့ပေမဲ့သူဇာတိမြေမှာဒီအမှန်တရားကိုလက်မခံနိုင်ကြလို့အဝေးကြီးဖြစ်တဲ့ကနေဒါအထိထွက်ပြီးတိမ်းရှောင်ပြီးအခြေချခဲ့တာပါ။အဲ့ဒီအမျိုးသားကမင်းလိုပဲဖာသားရဲ့တောင်းသားတယောက်လဲခဏခဏဒီကိုလာလေတတ်တယ်လို့ပြောပြပါတယ်။ညဘက်မှာဂျာယန်ကဘာတစ်ခုမှထိုင်နေတော့ဘယ်ဒီကိုလှမ်းမြင်လိုက်ရပေမဲ့သွားပြီးမနှောက်ရှက်ပဲငြိမ်ငြိမ်လေးပဲကြည်နေခဲ့ပါတယ်။ဒါပေမဲ့အနှစ်30ကြာမှပြန်တွေ့ရတဲ့အချိန်ဆိုတော့ရင်ထဲမှာပလောင်ဆူနေခဲ့ပါတယ်။နောက်နေ့ညမှာတော့ဘက်ဒီကိုထပ်တွေ့နိုးနဲ့ဘာကိုသွားရှာပေမဲ့မတွေ့ရတော့ပါဘူး။ဒါနဲ့စိတ်ပြက်ပြက်နဲ့စိုင်ပိတ်ချိန်မှာအပြင်ဘက်လမ်းမပေါ်ရှောက်လာတဲ့ချိန်ဘက်ဒီကနောက်ကနေလိုက်လာပြီးသူ့ကိုလှမ်းခေါ်ခဲ့ပါတယ်။အနှစ်30ကြာမှပြန်ဆုံကြပေမဲ့သူတို့အတန်တွေထဲမှာကလီဘွားလိုစိတ်လှုပ်ရှားတက်ကြွမှုမျိုးမရှိတော့ပဲရင်ကျက်တည်ငြိမ်နေကြပါပြီ။ဂျာယန်ကမနေ့ကလေးကတွေ့ပေမဲ့မနှောက်ယှက်ခြင်းလို့နှောက်မဆက်ခဲ့တာလို့ပြောရင်လမ်းလျှောက်ရင်စကားပြောပြကြပါတယ်။ဗတ်ဒီကသူ့လဲဖာသားစီလာလေတာဖြစ်ကြောင်းနဲ့ငယ်ငယ်ကဖာသားပေးခဲ့တဲ့အဆုံးအမတွေကိုပြန်ပြောပြရင်ဂျာယန်ကဖာသားငါ့ကိုသူ့လိုနာကျင်မှုတွေမခံစားစေချင်လို့တားခဲ့တာဖြစ်မယ်လို့ရှင်းဖွင့်ပါတယ်။အဲဒီနောက်မှာတော့ဗတ်ဒီကအနှစ်30လုံးလုံးဖုံကွယ်ထားခဲ့တဲ့ရင်ထဲကအမှန်တရားကိုဖွင့်ဟဝန်ခံလိုက်ပါတော့တယ်။သူဟာဂျာဟန်ကိုစားတွေ့ကလေးကချစ်ခဲ့တာဖြစ်ကြောင်းနဲ့အဲ့ဒီခေတ်ရဲ့အချိန်လေးကြောင့်သူ့ကိုယ်သူခေးဖြစ်နေတာကိုလက်မခံရတဲ့စိတ်နဲ့ပန်ပန်းအောင်လိုက်ခဲ့တာဖြစ်ပြီးဂျာဟန်ကိုလည်းမိန်းကလေးတယောက်နဲ့အစင်မြေအောင်တွန်းပို့ပြီးသူ့ပေါ်ထားတဲ့တန်ရုံးစင်တွေပျောက်သွားပြီးသူတို့နှစ်ယောက်လုံးလွတ်မြောက်သွားမယ်လို့တွေးမိခဲ့ကြောင်းနောင်တတရားတွေနဲ့ပြောပြပါတယ်။ဒီစကားတွေကြားတော့ဂျာဟန်ကမင်းကငါ့ကိုကုပေးအောင်ငါချစ်ကယောဂတခုမှမဟုတ်တာအာကုတို့လည်းမဟုတ်ဘူးလို့ခဏနောက်ပြန်ပြောရင်နှစ်ယောက်သားငယ်ငယ်ရလိုပဲပြိုင်သူရေမောလိုက်ကြပါတော့တယ်။ဒီလိုနဲ့စကားပြောရင်ဂျာယန်တဲခိုတဲ့ဟိုတယ်နာရောက်လာတော့ဂျာယန်ကအခန်းထဲမှာအေးဝင်တော့ဖို့ဖိတ်ခေါ်ပေမဲ့ဗက်ဒီကညင်းပြီးပြန်ဖို့လုပ်ပါတယ်။ဒါနဲ့ဂျာယန်ကဗက်ဒီဟိုတယ်အထိလိုက်ဖို့မယ်ဆိုပြီးသူတို့နှစ်ယောက်လမ်းမထက်မှာအတူတူဆက်ပြီးလမ်းလျှောက်သွားခဲ့ကြပါတယ်။သူတို့လမ်းလျှောက်ရင်နောက်ကိုပြန်လှည့်ကြည့်လိုက်တဲ့အခါသူတို့ရဲ့စိတ်ကူးထဲမှာဂျာယန်နဲ့ဗက်ဒီတို့ကိုပြန်မြင်အောင်လာပါတယ်။ဂျာယန်ကမင်းနာမည်ကိုရှင်ထဲမှာကပီးထိုးထားတဲ့တခြင်းကိုစဆိုပြီးငယ်ဘွားကဗက်ဒီကလည်းလိုက်ဆိုရင်ကောင်လေးနှစ်ယောက်ပျော်ပျော်ပါပါပြေးလွန်စော်ကစားနေကြတဲ့ပုံရိပ်လေးကိုအသက်ကြီးသွားတဲ့ဂျာယန်နဲ့ဗက်ဒီတို့ကပြုံပြီးငေးကြည့်နေကြကြပါတော့တယ်။ဂျာယန်ကတော့နောက်ဆုံးမှသူ့ရဲ့ခံစားချက်ကိုရေရေဝုံဝုံလက်ခံနိုင်ခဲ့ပေမဲ့ဗက်ဒီကတော့ယောက်ျားလေးချင်းစိတ်ဝင်စားမှုကိုခေစနစ်ကြောင့်အတင်းဖိနှိပ်ချုပ်တီးခဲ့ရတာသူ့ရဲ့ဘွားတစ်ခုလုံးကိုလမ်းမရောက်အောင်ဖျက်ဆီးပစ်ခဲ့ရပါတယ်။ဘွားမှာဇလန်တိုင်းက happy ending မရှိနိုင်ဘူးဆိုတာကိုဒီရုပ်ရှင်ကြီးကကွက်ကွက်ကွင်းကွင်းပြသသွားခဲ့တာဖြစ်ပါတယ်။